ပြပြီးတော့နော်ကျွန်တော်တို့3ချက်တွေလိုက်ရိုက်တဲ့ပိုင်းလေးမှာဒါ Black နဲ့ P7 သိတော့မလုံနိုင်သေးဗျာအလဲမှာလဲ Final Christian တဲ့ပဲရှောင်းရန်ရိုက်သွားရတော့ Fat Black ပြန်ရတယ်ဗျာနောက်မှလည်း Fat Damage မရှိဘဲနဲ့တော့ကျွန်တော်တို့အရင်သွားလို့လည်းမရသလိုနောက်ပိုင်း close range တွေအတော်လေးအားကောင်းတဲ့အခြေအနေလို့ပြောမယ်ပေါင်လောင် stand မှာ Deadly Gush နဲ့တူ Samuel တန်းပြီးတော့ဖြတ်လိုက်ပြီးတစ်ဖက်ကလည်း Dino Flare Yuri နဲ့ 1-for-1 trade ထပ်ပေးထားခဲ့တဲ့ Canada တခုမှာ Dash ကိုရှောင်းရန်ထပ်ပေးထားတဲ့ Deadway Domino Force တွေအောက်မှာတော့ Magic နဲ့ Sacrifice ကပြန်ပြီးတော့ဖြစ်သွားတယ်ဗျာ Real One 1-for-2 trade ရတာ10နဲ့ဆိုတဲ့ခံစားချက်ပြီးတော့လုံးဝတော့မပေးဘူးဗျာအဲ့ဒီပြင်မှာကျွန်တော်အလီဒါအနေနဲ့နဲလေး Fallen မှာ by 1နေထားလေးရှိတယ် Crodash တွေကြားတော့မှနောက်ကနေ Kali Sandstorm အလီဒါပြန်ပြီးတော့ကြာနေတယ် ပေါ်နဲ့ပြန်လှုပ်ထားတယ်ဗျာခါလိုက်ထိုက်ပြီးတော့ကြိုးစားနေတယ်ကဖူပြန်တော့ဖောနေခဲ့ပြီ ကဲကဖူတန်ချရတဲ့ခဏတခုတစ်ဖက်ကလည်းပေါ်တပန်းနဲ့ Samuel UNS ပြန်ရောက်လာတယ်လို့ရှောင်းရန်တောက်လျှောက် backline ကိုလည်းအကြည့်နေတယ် triangle ဖြတ်ပေးပါတော့ Elida ဖြတ်ပြေးထားပြီးတော့ကြိုးစား Deadly Gush တွေထွက်သွားသေးတယ်နောက်မှရှောင်းရန်ပြန်ချပြီးတော့များနေခဲ့ damage မှာ Deadway Domino Force တွေထပ်ပေးထားတယ် 1-for-2 trade 2-for-2 တွေထပ်ပေးရပြီးတော့များနေတယ် PS7 လွတ်မြောက်နေခဲ့မယ် Samuel ကြိုးစားနေတော့မှတိတ်ပြီးတော့မလွယ်ကူဘူးဗျဆမ်မြူရယ်ပြတ်ဖို့ကနည်းနည်းခက်ခဲလိမ့်မယ်ပေါ့နော်အော်လည်းတော့ပြောလို့ ဗျာနော်ဒီမှာကြံနေခဲ့တဲ့ကျွန်တော် phobia နေတဲ့ Messi လဲတရားပေါက်ချဖို့တော့များတယ်တာဝါလေးနဲ့တာဝါနှလုံးထိကြရတယ်ဗျာဒါပေမဲ့ by 1ဆိုတော့သိပ်မလွယ်ဘူးနော်ရှောင်းရင်ကျွန်တော်ပြန်ပြီးတော့ဒါ level 20လောက်တာတဲ့အချိန်မှာ final creation ပေးရသေးတယ်ဗျာနောက်မှလည်း Samuel ထပ်ပြီးလိုက်တိုးလို့နော်ဆိုတော့နောက်မှလည်းအောက်မှလည်းပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Lidzi ထပ်ပြီးတော့ပေးထားပြီဒါပေမဲ့ damage ကသိပ်မလောက်သေးဘူး crash က drive တွေပြန်ပြီးတော့ပေးထားဆိုတော့ black နဲ့ပြန်ချဖို့တော့များနေပြီ exclusion 2မှာတော့ရှောင်းရန် black ကိုထပ်ပြီးတော့အဆုံးသတ်ထားရတယ်ပဲဂျန်နီကဒီဘက်ကလည်း crash က drive တွေကိုလည်းပြန်ပြီးတော့ပေးထားရတယ်ပဲ Darkway Domino Force တွေထပ်ပြီးတော့ပါလာတယ်ဒါပေမဲ့ Samuel UNS ကိုဖြတ်ဖို့တော့ကျွန်တော်တို့ပြောတော့သိမရသေးဘူး Real One မှာ3 man stand လောက်ထိပြန်ပေးထား Darkway နဲ့ငမန်း3ကောင်တစ်ဖက်ကလည်း Deadly Gush တွေကိုထပ်ပေးထားခဲ့မပြတ်သေးဘူးကြာ Leno Flame မှာ2 man Sandstorm တွေအောက်မှာ Elida နဲ့တန်းပြ backline ကို Magic တော့လက်ကြည့်ခဲ့တဲ့တောက်က damage တွေအောက်မှာတော့ Samuel ပါထပ်ပြီးတော့လွတ်မြောက်နေစေပဲ shut down ခင်းနေတဲ့ Messi backline ကိုကောင်းကောင်းကြီး take down နေတဲ့ရှောင်းရပြန်ထိုးခဲ့တဲ့ execution damage တွေအောက်မှာ PS7 လွတ်မြောက်နေနေပဲ Magic connect တွေပေးထားပြီဗျာဘသူဝင်လာအောင်လဲနော်ကျွန်တော် online ကြီးကော်လုံးဝင်လာတာဗျာနောက်မှာ Kafo Crodat တွေကြားထဲမှာပြန်ပြီးတော့ P7 flick ပေးရသေးတယ်ဗျာ Delicate တွေအနေငယ်လေးမြသွားရတဲ့နောက်မှာချိန်ခဲ့တဲ့ Black Consiva ပြန်သုံးနေတယ်ပဲ Messi ပြန်ထွက်ဖို့ကလွယ်ပါမလားတပတ်မှလည်း Super Light နေအလီတာကိုလိုက်ပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းမရတဲ့နေတာတစ်ခုမှာတော့ Super Light စမ်းကတ်လေးပြန်ရှူထားသေးတယ်ဗျာမပြတ်သေးဘူးနောက်မှလည်းတောက်ရှော့မှာပေးနေ flare တွေကြားထဲမှာ Dra နဲ့အမြင့်ဖြတ်ဖို့တော့ကြိုးစားခဲ့ဆိုပေမဲ့သူတို့ gram ပြန်ပြီးတော့ချသွားခဲ့တယ်ဆိုတဲ့ chat တစ်ခုလေကျွန်တော်တို့ဆက်ပြီးတော့တွေ့ရတယ်နောက် flare Crodash တွေ smart တွေထပ်ပေးတာတစ်ဖက်ကလည်း PS7 နဲ့ပြန်ပေးတာက channel animation zone နဲ့အောက်မှာတော့ Kafu ပြန်ပြီးတော့သွေးလေးတော်လေးကိုကိုင်းသွားခဲ့တယ်ဗျာ Mega Tower ကတော့တစ်လုံးလောက်ပဲရလိုက်တယ်အော်မပြီးသေးဘူး Protocol နဲ့ကျွန်တော် Triangle Thonos တွေပြန်ပေးတာနေနေပဲ Samurai နောက်မှာ Delicate တွေကြားမှာ Kafu Yuri သုံးစက်တွေကြားမှာပြန်ပြီးတော့ကြာသွားပြီဗျာကဲနောက်မှလည်းကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမှာ over extended battle ပိုင်းနေမှာတစ်ဖက်ကတောက်ရှော့လိုက်ပါလာခဲ့တဲ့ chat လေးတစ်ခုကတော့မစိုးဘူးဗျနောက်ဘက်မှာတော့ AN Esports damage ပိုင်းဆိုင်ရာရလိုက်တယ်ဒီတစ်ဖက်ဒီဖက်တွေတခုကတော့ AN Esports တို့ကကောင်းတဲ့အခြေအနေတစ်ခုလို့ပြောရမယ် Yuri နေနဲ့တော့ကျွန်တော်တို့ဒီ Hannah Strong ရဲ့ BOD ရဲ့ Yuri Item ထွက်လာတဲ့အနေအထားဗျအဲ့တော့သူတို့ Mega တလင်းကိုတော့ဒါ Rio ဘက်ကပြင်လေရရှိသွားတဲ့အခြေအနေပေါ့နော်ကဖူးပေးလိုက်ရတာရန်တော့ပြောဖို့မကောင်းနောက်လာ